ကိစ္စနဲ့ချင်းသည်ချမ်းသာတစ်မျိုးဒီဖက်နောက်ပိုင်းမှာ minimalism ဆိုတဲ့ဘဝနေထိုင်မှုပုံစံခက်စားလာတယ်တစ်ဖက်မှာလည်းလူချမ်းသာတွေပဲလုံနိုင်ကြတဲ့အရာဆိုပြီးမှတ်ယူလာကြတာတွေရှိတယ်ဥပမာ minimalist style ဆိုတဲ့ပရိဘောဂတွေကဈေးတွေခေါင်ခိုက်နေတာမျိုးကားနှစ်စီးရှိတဲ့တစ်ထဲကတစ်စီးပဲခြံထားလို့ဘာမှမဖြစ်ပေမဲ့အနွဲထည်နှစ်ထည်ပဲရှိတဲ့သူကတစ်ထည်သူများပေးလိုက်လို့မရဘူးဆိုတာမျိုးတွေပေါ့တိတ်ချမ်းသာတဲ့တစ်ထဲတွေက3-5 ရက်လောက်တောထဲသွားပြီးတဘာဝနဲ့ထိတွေ့တယ်တို့minimalism ကျင့်သုံးတယ်တို့ပြောကြတာတွေကလည်းဒီ lifestyle ကိုရေပေါ်စီလိုနေမှုပုံစံအဖြစ်မြင်သွားစေတယ်တကယ်တော့ minimalism ဆိုတာကိုယ့်အတွက်လိုအပ်တဲ့လောက်နဲ့ပဲတင်းတင်ရောက်ရဲခြင်းဖြစ်ပါတယ်လူတယောက်ရဲ့နဲ့စင်ဘဝမှာတန်ရောစဉ်အနှောင်အဖွဲ့နေလေကိစ္စနေလေအချိန်ပူထွက်လာလေအရေးကြီးတဲ့ကိစ္စတွေလုပ်နိုင်လာလေအပူအပြင်လဲနေလေပဲဒါကဘေးဘာသာကူးကွယ်ခြင်းမကူးကွယ်ခြင်းနဲ့မဆိုင်ဘူးလူအားလုံးနဲ့သက်ဆိုင်တဲ့ formula တစ်ခုဖြစ်ပါတယ်အပြင်သွားတယ်ဆိုပါတော့ကိုဘယ်လိုဝတ်စားသွားမလဲဆိုတဲ့အပေါ်မူတည်ပြီးပြင်ဆင်ခြင်းမတူဘူးငွေကုန်ကြေးကျမတူဘူးအိမ်မှာပစ္စည်းအရေးအတွက်ဘယ်လောက်ရှိသလဲဘယ်နှယောက်နေသလဲဒရိစံဘယ်နှကောင်မွေးထားသလဲဆိုတဲ့အပေါ်မူတည်ပြီးတန့်ရှင်းရေးလုပ်ရတဲ့အချိန်မတူသလိုအိမ်စိတ်ချင်းလည်းမတူဘူး minimalism ဆိုလို့အိမ်မှာအသုံးမဝင်တော့တဲ့ပစ္စည်းတွေသူများသွားပေးလိုက်မယ်ဆိုရုံနဲ့မပြေဘူးအပူစာဓာတ်တွေတန်ရောစဉ်အနှောင်အဖွဲ့တွေကိုရှော့ချပစ်ရမှာဖြစ်တယ်ဆွဲလန်းမှုဆိုတာစေးစင်ဥစ္စာယတနာပစ္စည်းတွေကိုမှမဟုတ်ပါဘူးဖုန်းထဲကတပ်ပုံတွေရုပ်ရှင်တွေကိုလည်းဆွဲတက်တာပဲစာအုပ်လှလှကလေးတွေအသုံးအဆောင်ပစ္စည်းကလေးတွေဆွဲတက်ကြတာပဲကြောင်ကလေးတွေခွဲကလေးတွေလည်းဆွဲတက်တာပဲဒါကြောင့်ချမ်းသာခြင်းဆင်းရဲခြင်းနဲ့ဒီလောက်တော့မဆိုင်လှဘူးသုံးဖူးဆွဲဖူးပြီးသားလို့ကတော့ယူလာတဲ့အခါဖြတ်တောက်ဖို့လွယ်ကောင်းလွယ်နိုင်တာပေါ့ဒါလည်းပဲကွာတာသူ့နီးသူ့ဟန်နဲ့တော့ဆွဲလန်းနေကြတာပါပဲခုခက်လို့မလို့ချင်းအောင်ဆွဲဆောင်နေတဲ့ခက်ကြပူဆိုးသွားတယ်လူအင်စန္ဒတွေကဘယ်တော့မှအတော်တတ်တယ်ရဲ့လို့မရှိတော့ဘူးလူချင်တာနဲ့လိုအပ်တာနဲ့ကအခါခတ်သိမ်းမှတူမနေဘူးကိုဒီတော့လိုအပ်တာထက်ပိုရှန်တဲ့ပစ္စည်းရတွေကိစ္စဝတ်စတွေကများတစ်ထက်များလာတယ်ဟိုဟာလဲလိုချင်တယ်ဒီဟာလဲရှိချင်တယ်ဟိုနေရာလဲသွားချင်တယ်ဒီဆိုင်လဲစားချင်တယ်ဒီလိုချင်ပေါင်းများစွာနဲ့တနေ့ဖြတ်တန်းနေရတဲ့အခါလူတွေကဆက်ရုပ်သဖွယ်ဖြစ်လာတယ်ကျိုးဆွဲရာကနေရတဲ့အယုတ်ကလေးတွေလိုဖြစ်လာတယ်ဒါတွေနောက်ကိုပဲကောက်ပါအောင်လိုက်နေရတော့တယ်ဒါကြောင့်တင်းတင်ရောက်ရဲနိုင်တဲ့စိတ်ဟာတိတ်အရေးကြီးပါတယ်မဟုတ်ရင်ကိစ္စတွေများနေရလိမ့်မယ်လိုအပ်တဲ့လောက်ဆိုတဲ့အထဲမှာလူပုဂ္ဂိုလ်တွေလည်းပါတယ်မြင်ဖိုးကြမယ်တချို့အပေါင်းအသင်းသိပ်များလုံးတယ်တညထဲမှာကို2ဖွဲ့3ဖွဲ့နဲ့စုံနေရတယ်ခင်ဖို့ကောင်းတော့လဲသူ့ကိုလှမ်းခေါ်ကြဖိတ်ခေါ်ကြတာပေါ့သူကလည်းအားနာလို့ဖြစ်မိတ်ပြတ်မှဆိုးလို့ဖြစ်သူကိုယ်တိုင်ကပဲပြောလို့ဖြစ်အကုန်လိုက်သွားနိုင်မယ်ဆိုသူ့အတွက်အရေးကြီးတဲ့အလုပ်တွေလုပ်เสียအချိန်ကြံတော့မှာမဟုတ်ဘူး social media တွေမှာတစ်ချိန်လုံးချက်နေမယ်ဆိုရင်ရောအချိန်အကြာကြီးသုံးနေမယ်ဆိုရင်ရောအခြားကိစ္စတွေအတွက်အချိန်ကြံပါအောင်မလားပေါ့ကိုပပူရုပ်တုတစ်ခုလိုမြင်ကြည့်လိုက်ပပူရုပ်ဆိုတာပကြီးလိုအသစ်ဖန်တီးရတာမဟုတ်ဘူးစစ်သူကြီးရုပ်မင်းသမီးရုပ်စသဖြင့်ခန်းနာလှပကလေးပေါ်လာဖို့အတွက်မလိုတာတွေကိုဖယ်ထုတ်ပစ်လိုက်ရတာကိုဘဝကလည်းအဲ့ဒီအတိုင်းပဲမလိုအပ်တာတွေဖယ်မထုတ်နိုင်ရင်ဘာပုံမှပေါ်လာတော့မှာမဟုတ်ဘူးဒီလိုပြောလို့အဝတ်တထဲကိုတစ်ခုနဲ့နေရမယ်ဘယ်သူနဲ့မှမပေါင်းသင်းရဘူးတော့ထွက်နေရမယ်မဆိုလိုပါဘူးလိုအပ်တဲ့လောက်နဲ့ပဲနေခိုင်းတာလိုချင်တာလဲပုထုဇဉ်တွေပဲမို့ရှိမှာပဲဆွဲလန်းမှုတွေလည်းရှိမှာပဲတတ်နိုင်သမျှရှော့ချစေချင်တာဒါမှကိစ္စတွေနေလာပြီးအရေးကြီးတဲ့အရာများအတွက်အချိန်ပိုပေးလာနိုင်မှာဖြစ်ပါတယ် time management မလုပ်နိုင်ဘူး
တနေ့ဘာတွေနဲ့အချိန်ကုန်လဲမှန်းမသိဘူးဖြစ်နေတယ်ဆိုလဲပြန်သုံးသပ်ကြည့်ပါကိုဘဝမှာအပူစာဓာတ်တွေတိတ်များနေတာကိုတတိထားမိလာပါလိမ့်မယ်တကယ်တော့ဘဝဆိုတာအချိန်တွေနဲ့တိဆောက်ထားခြင်းပဲအချိန်ဖြုံးတာအရေးမပါတဲ့ကိစ္စတွေနဲ့ပဲကုံဆုံးနေစေတာဟာအသက်ကိုဖြုံးတာနဲ့အတူတူပဲမလိုတာတွေကိုတက်နိုင်သမျှဖယ်ထုတ်နိုင်ပါမှဒေါ်ကကြပါလိမ့်မယ်